ဟုတ်ကဲ့ပါဝါနုကတောင်ကြီးမြောက်ဖက်မှာရှိတဲ့ဇလဲရွာလေးရဲ့တက်ဝမ်းကိုဇလဲဒိုင်ကြီးပါရှင်ဝါနုကဇလဲရွာလေးနဲ့မှနေပါတယ်တက်ဝမ်းကိုမှဒိုင်ကြီးပါညီမနဲ့ညီမနဲ့လက်တွဲချင်တယ်ဆို10ဘူးကနေစပြီးတော့မှလက်တွဲလဲရပါတယ်ဘူး90နဲ့လက်တွဲမယ်ဆိုရင်တော့ကိုဇလဲဒိုင်ကြီးဖြစ်ခွင့်ရပါမယ်ကဲကိုဇလဲဒိုင်ကြီးဖြစ်ခွင့်ရပါမယ်ပြီးသွားပြီဆိုရင်ဝါနုကအခုနောက်ပိုင်းဆိုရင်ဒီတောင်ကြီးမြောက်ဖက်မှာရှိတဲ့အနီးတစ်ဝိုက်ရွာတွေကိုဆိုရင်ဝါနုကအိမ်ရောက်ငွေချေနဲ့ပြုလုပ်ပေးပါပြီအရင်တော့ဆိုဝါနုအိမ်ရောက်ငွေချေမလုပ်ပေးပါဘူးအိမ်အယူပဲလက်ခံတာပါဘာလို့တော့ဆိုရင်တော့အခုဆိုရင်ဝါနုမှာကိုဇလဲနဲ့ရောက်တောင်ရှိပါပြီเนาะဒီညီမလေးဆိုရင်ဇလဲရှိရွာမှာနေပါတယ်ဒီညီမလေးဆိုရင်ဇလဲတောင်းရွာမှာနေပါတယ်ဒီညီမလေးနဲ့ရောက်စီမှာမာလို့ရပါတယ်သူတို့တွေကတော့အိမ်ရောက်ငွေချင်းနဲ့ပို့ပေးပါတယ်မစီမှာမာလေးရပါတယ်မာကသူတို့ကိုအိုဒါလေးတွေကြိုပြန်လွှဲပြီးတော့မှသူတို့အိမ်ရောက်ငွေချင်းနဲ့ပြန်ပြီးပို့ခိုင်းမှာပါเนาะအရန်မိုက်ပါတယ်ဘာဖြစ်လို့ဆိုရင်ဝါနုတို့နေတဲ့ရွာလေးကလေကားဂိတ်ကလည်းမရှိဘူးဒလီကလည်းမရှိဘူးဆိုတော့လေအဲ့လိုအိမ်ရောက်ငွေချေစနစ်ကိုဝါနုမလုပ်ပေးနိုင်ဘူးအခုဆိုရင်ဝါနုရဲ့ကိုဝါ2ယောက်လေးရှိနေတော့လေဝါနုအခုဆိုရင်အိမ်ရောက်ငွေချေလေးလည်းလုပ်ပေးလို့ရပါပြီနောက်ပြီးတော့မှဝါနုနဲ့လက်သွဲချင်နေဆိုရင်တော့လက်သွဲလို့ရပါတယ်လာတိုင်းပင်လို့ရပါတယ်ဝါနုအသေးစိတ်ကမှစအရင်စုံထွိုင်းပေးပါတယ်ပြီးသွားပြီဆိုရင်ဝါနုတို့ရဲ့ပြောမယ်ဆိုဝါနုရဲ့ leader ပေါ့နော် top 5 leader ရောင်းအားအမြင့်ဆုံးအဆင့်9မှာရထားတဲ့ top 5 leader ရဲ့ zone trainer လေးကိုလည်း join ခွင့်ရမယ်ပြီးသွားရင် founder Nantet ရဲ့ zone trainer တွေလည်း join ခွင့်ရပါမယ်ဒီတက်1ကိုထုတ်တဲ့ founder Nantet ရဲ့ trainer တွေလည်း join ခွင့်ရမယ်လောကကို free เนาะပတ်စံမကုန်ပါဘူးဘယ် brand မှဒီလိုမျိုးတင်တန်းအခမဲ့ဆိုတာမရှိပါဘူးဒီတက်1 brand တစ်ခုမှပဲရှိပါတယ်အရင်အနေနည်းနည်းလေးနဲ့ကိုပိုင်လုပ်ငန်းလေးလုပ်ချင်တယ်အမျက်နည်းနည်းလေးနဲ့ပတ်စံမြန်လေးပေါ်ချင်တယ်ဆိုရင်တော့ဒီလို brand လေးတွေနဲ့လက်တွဲလိုက်ပါဘာဖြစ်လို့ဆိုဒီလို local ပစ္စည်းတွေကအမျက်နေမယ်အမျက်များလို့မရဘူးလောဘကြီးလို့မရပါဘူးဈေးရောက်နေဆိုတာလောဘဘယ်တော့မှမထားရပါဘူးလောဘကြီးလို့ရင်လည်းဘာမှမဖြစ်ကြပါဘူးကိုကပစ္စည်းတစ်ခုရောင်းရမယ်ဆိုစေတနာထားပြီးရောင်းပေးတာအကောင်းဆုံးပါပဲဘာလို့ဆိုဈေးရောက်စားနေရတယ်ညက်လို့ရောင်းနေရမှာမဟုတ်ဘူးတိလားပျော်လို့ရောင်းနေတာပါတကယ်တော့ဆိုတပူးမ1000ကျော်လောက်လေးတွေပဲဝါနုလိုမြက်တာပါအမျက်အများကြီးရှိပါဘူးဒါပေမဲ့ပစ္စည်းကကောင်းတော့လေမြန်ထွက်ပြီးသားမြန်ထွက်တယ်မြန်ပတ်စံမြင်ရတယ်မြန်သုံးရတယ်အဲ့လိုမျိုးပတ်စံမြန်မြင်ရတော့အရန်ပြောတယ်အကြာကြီးပစ္စည်းတစ်ခုအကြာကြီးအိတ်နေတယ်ဆိုရင်မနူအဲ့လိုအလုပ်ကိုတိတ်မလုပ်ချင်ပြောချက်ချင်းရောက်တယ်ချက်ချင်းယူတယ်ချက်ချင်းဝယ်တယ်ချက်ချင်းကုန်သွားတယ်အဲ့ချက်ချင်းပြန်ပြီးတော့မှပြန်ယူရတယ်အဲ့လိုမျိုးပဲလုပ်ချင်တယ်ဒီအဲ့ဒါဆိုရင်တော့ဒီတက်1လေးနဲ့တွဲလိုက်ပါအခုနောက်မှအတစ်ထွက်ထားတဲ့တက်1 secret ဆိုရင်အရန်မိုက်ပါတယ်အခုမှအတစ်ထွက်ထားတဲ့ secret ဆိုလေတစ်ခါသုံးတာနဲ့တစ်ခါတန်းကြည့်ပါတယ်ဆေးလီတွေမှစအရန်သုံးနေကြပါတယ်ရှင်ဘယ်ဆေးလီတွေသုံးတာလဲဆိုတာအမအကောင့်မှာအမ share ထားပါတယ်အမအကောင့်ထဲဝင်ကြည့်လို့ရပါတယ်နော်ကဲအဲ့တော့မနဲ့လက်သွဲချင်တယ်ဆိုရင်